ဘာစီလိုနာဖန်ကြီးကိုအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဘာစီလိုနာအသင်းအနေနဲ့ကတော့ဒါဆိုစီတဲ့အသင်းရဲ့အင်ကွင်းမှာတော့နော်ကိုတကိုဆိုတဲ့ရတဲ့နေရှုံးနေခဲ့တယ်ပေါ့နော်ဒါဒီပွဲမှာကျွန်တော်တို့အသင်းအနေနဲ့အမားတွေကအများကြီးရှိခဲ့တယ်ဒါတိုက်စစ်မှာရောခံစစ်မှာရောအမားတွေအများကြီးရှိခဲ့တဲ့အပေါ်မှာဒီနေ့ပွဲစဉ်ကိုတော့ရှုံးနေခဲ့တယ်လို့ပြောရမယ်ဆိုတော့ဒီနေ့ပွဲစဉ်ရဲ့ရှုံးနေခဲ့တဲ့အနေအထားကြောင့်ကျွန်တော်တို့ဘာစီလိုနာအသင်းအနေနဲ့ကဒုတိယနေရာမှာရက်တည်နေတဲ့ရီယယ်မက်ဒရစ်အသင်းကိုတမတ်အသာနဲ့ပဲဆက်လက်ဦးဆောင်နေရတယ်ဆိုတော့17ပွဲစသားရှုံးပွဲမရှိတဲ့စံချိန်ကဒီပွဲမှာကျိုးပြတ်ခဲ့ပြီးတော့ဒါပွဲပြီးတဲ့အချိန်မှာတော့2ဂိုးဆိုတော့ရလာနေတော့ရှုံးပေးခဲ့ရတယ်ဆိုစီတဲ့အသင်းကိုဆိုတော့ဒီပွဲမှာကျွန်တော်တို့ဘာစီလိုနာအသင်းအနေနဲ့ကဘာတွေမှားခဲ့လဲဆိုတော့ဆိုစီတဲ့အသင်းကပွဲစတာနဲ့ကျွန်တော်တို့ဘာစီလိုနာအသင်းရဲ့အားနည်းချက်ဖြစ်တဲ့ဒီခံစစ်ကိုပေါ့နော်ခံစစ်အားနည်းချက်ကိုသူတို့အနေနဲ့က high pressing ပုံစံမျိုးနဲ့သူတို့ PR ပေးခဲ့တယ်ဆိုတော့ပွဲထဲမှာကစားကွက်ကိုကြည့်မယ်ဆိုရင်ဆိုစီတဲ့အသင်းက4-2-4ပုံစံမျိုးဒါမှမဟုတ်ရှိနေ4-5ပုံစံမျိုးအထိတောင်သူတို့လိုက်ပြီးတော့ pressing လိုက်ပေးတယ်ပေါ့နော်ဒီနေရာမှာကကျွန်တော်တို့ဘာစီလိုနာအသင်းရဲ့ခံစစ်မှာကဘောလုံးကိုကောင်းကင်ကစားနိုင်မဲ့ခံစစ်ကစားသမားမရှိတဲ့အနေအထားမှာအမှားကြီးနေအများကြီးကိုတွေ့ခဲ့ရတယ်ဆိုတော့ဘာစီလိုနာအနေနဲ့ကကွင်းလယ်မှာဘောလုံးထိန်းချုပ်ဖို့ကြိုးစားခဲ့ပြီးတော့ပွဲရဲ့တန့်ပို့ကိုသူတို့ထိန်းချုပ်ဖို့အများကြီးကြိုးစားခဲ့တယ်ဆိုတော့ပွဲချင်းမိနစ်20လောက်မှာတော့ဘာစီလိုနာအသင်းအနေနဲ့ကပွဲရဲ့တန့်ပို့ကိုပြန်လည်ပြီးတော့နေထိန်းချုပ်နိုင်ခဲ့ပြီးတော့ဘောလုံးပိုင်ဆိုင်မှုကိုပြန်ရယူနိုင်ခဲ့တယ်ဒီနေရာမှာအားနေတာကတိုက်စစ်မှာရာဖင်ညာမှာပါဝင်နိုင်တဲ့အနေအထားမှာဒါညမားရဲ့ညာဘက်ခြမ်းကိုပဲအရန်အားပြုပြီးကစားနေရတော့စူစီတဲ့ကစားသမားတွေကဂျမားဘက်ခြမ်းကိုပဲတစ်ဖက်သက်ပိတ်ပြီးတော့သူတို့ကစားခဲ့တဲ့အနေအထားမှာဘာစီလိုနာတိုက်စစ်ကဂိုးရဖို့တော်လေးရုန်းကန်ကြတယ်ဆိုတော့ရာဖင်ညာမရှိတဲ့ဘေဂျန်တစ်ချမ်းလုံးကတည်နေခဲ့ပြီးတော့ဒီပြဟန်စီဖီလစ်အနေနဲ့ကဒီပွဲမှာဒီဒန်နီအိုမိုရိုဖာမင်လိုပတ်တို့လိုအသက်ကင်မစ်ဖီပလေယာတွေကိုအနည်းငယ်မှာထည့်ထားတဲ့အနေအထားမှာသူတို့အနေနဲ့ကတော့ဂိုးဖန်တီးရနဲ့ဂိုးကန်သွင်းတာကလွှဲရင်သူတို့ကပြန်မခံစေကစားသမားတွေကိုကြော်ဖြတ်တာမျိုးတွေသူတို့မလုပ်နိုင်ဘူးဒီအနေအထားမှာအဆိုစီတဲ့အနေနဲ့ကဒီဘေဂျန်တစ်ချမ်းကိုသူတို့ easy ပဲသူတို့အနေနဲ့ထိန်းချုပ်နိုင်တယ်ဆိုတော့ညာချမ်းကယမားကိုပဲသူတို့အာရုံစိုက်နေတယ်ယမားအနေနဲ့ကလည်း line breaking pass တွေတော်တော်များပေးပေမဲ့လည်းဒီ Fernando အနေနဲ့ကသူ့အနေနဲ့ကကြတော့ဒီပြန်မဲ့ speed ကြီးလေးတွေထဲမှာသူနေရာလိုက်ယူတဲ့နေရာမှာတော့အနေငယ်သူကအားနေတဲ့ Lewandowski ထောက်ပေါ့နော်ဒါပေဂျန်ကနေဘယ်လိုမှတိုက်စစ်ဆင်လို့မရတဲ့အနေအထားမှာညာချမ်းကနေပဲသူတို့တိုက်စစ်ဆင်နေရပြီးတော့ညာချမ်းနဲ့ကွင်းလက်တိုက်စစ်တွေကပဲအလုပ်ပို့မှုလုပ်နေရတယ်ဒီနေရာမှာတော့ဂိုးတွေအခွင့်အရေးရရှိခဲ့ပေမဲ့လည်းလူကျွနေတာနဲ့ဒါဖာမီလိုဘတ်အလုံးဆိုရင်လည်းဖောင်းသွားတာနဲ့ဆိုတော့ဒိုင်ရပယ်ဖြတ်တာနဲ့ပဲဂိုးရရှိဖို့ကျွန်တော်နစ်နာခဲ့ရတယ်ဆိုတော့ခွန်တင်းနေနဲ့ကလည်း overlapping တွေလုပ်တဲ့နေရာမှာအားနည်းချက်တွေရှိခဲ့ပြီးတော့ဆိုတော့တရင်လုံးကတော့ယမားနဲ့ပတ်တွေပါလုံးမလဲဆိုတာကိုပဲစောင့်ကြည့်နေပြီးတော့စောင့်နေရတဲ့အနေအထားဖြစ်နေတယ်ဒီမှာတော့ဒန်နီအိုမိုအနေနဲ့ကတော့အဝေးကကန်ချက်တွေနဲ့တော့သူတစ်ဖက်တင်ရဲ့ခံစစ်နဲ့တစ်ဖက်တင်ရဲ့ကိုရမာကိုတော့ချင်းချောင်းနိုင်တယ်ဒါပေမဲ့သူ့အနေနဲ့ကလည်းအသက်ကမစ်ဖီပလေယာဖြစ်တဲ့အနေအထားမှာတော့ပြန်ဘက်ခံစစ်တွေကိုကြော်ဖြတ်ပြီးတော့တိုးအလှုပ်တွေကတော့မရှိဘူးပေါ့နော်ရာဖင်ညာမပါဝင်တဲ့အနေအထားမှာတော့ဒါ cut inside လောက်ပြီးတော့ဂိုးတွင်းကိုချင်းချောက်တာဂိုးတွင်းဖန်တီးပေးတဲ့ပုံစံမျိုးတွေတော့မမြင်ရဘူးဒီဘိုင်းမှာတော့အားနေတယ်တကူပြလိုက်တဲ့အနေထားဆိုရင်လည်းခွန်တီအနေနဲ့ကလူကက်ကစားပုံတော်လေးအားနေတာကိုတွေ့ရတယ်ဒီနေရာမှာခွန်တီနဲ့အေရစ်ဂါစီယာရဲ့အနောက်မှာဆိုစီတဲ့ကစားသမားကရောက်နေပြီးတော့ဒီနေရာမှာတော့ကွန်တီရဲ့လူကက်ကစားပုံအားနေမှုကိုတော်လေးကွက်ကွင်မြင်ရတယ်စပီဒ်တွေကအကျယ်ကြီးပေးလိုက်ရပြီးတော့ဆိုစီတဲ့တက်စစ်ကစားသမားတွေကဒီနောက်ခံလူခွန်တီရဲ့အားနေချက်ကိုအသုံးချပြီးတော့သူတို့နေရာလွတ်တွေဝင်ပြေးခဲ့ပြီးတော့ဒီဂိုးကိုလည်းသူတို့ရယူနိုင်ခဲ့တယ်ဆိုစီတဲ့တင်ရဲ့ခံစစ်ကစားသမားတွေကအမြန်နှုံးမြင့်တိုက်စစ်မှုတွေနဲ့မှအလုပ်ဖြစ်မယ်ဆိုတာကိုနီးပြားကနေတဘောပေါက်ပြီးတော့ဒါ Rashford တို့ Cancelo တို့လိုပြီးဖောင်ကောင်းနဲ့ဒါမျက်နှုံးမြင့်တဲ့ကစားသမားတွေကိုတော့ထည့်ခဲ့ဒါပေမဲ့နီးပြားအနေနဲ့ခေါင်းမဝါဒတစ်ခုကတော့ဒန်နီအိုမိုကိုထုတ်လိုက်ပြီးတော့ဒီလိုဘလော့အသင်းနဲ့တွေ့တဲ့အချိန်မှာအလုံးမဖြစ်တဲ့ Fermin Lopez ကိုမထုတ်လိုက်တာကတော့နည်းနည်းနားမလည်နိုင်ဘူး Fermin Lopez ကတပွဲလုံးနဲ့ performance ကအလောက်ပြနိုင်တာမဟုတ်ဘူးသူအနေနဲ့ကဒီလို space အချက်တွေမှာလည်းသူဝင်တိုးရတာဘယ်လိုမှအဆင်မပြေတဲ့အနေထားမှာနီးပြကတော့ဒန်နီအိုမိုကိုပဲထုတ်ခဲ့ပြီးတော့ဖာမီလိုဘတ်ကိုစတ်ထားတာကတော့ဒီနေ့ပွဲရဲ့အမှားလို့ပဲပြောရမှာဒုတိယပွဲမှာတော့နီးပြတွေရဲ့အားပြိုင်မှုကိုပိုတွေ့ခဲ့ရပြီးတော့ကျွန်တော်တို့ဘာစီလိုနာအတင်းရဲ့နီးပြဟန်စီဖီလက်အနေနဲ့ကဒီမြန်နှုံးမြင့်တဲ့ကစားသမားတွေကိုထဲတဲ့အနေထားမှာဆိုစီတဲ့အတင်းရဲ့နီးပြကလည်းသူ့အနေနဲ့ကလိုဘလော့ကိုပဲပုံမအာရုံစိုက်ပြီးတော့ကစားခဲ့တယ်ပထမပိုင်းတော့မတူတော့ကစားကွက်တွေကသူကပို့ပြီးတော့ခံစစ်ကိုပဲဦးတည်ခဲ့ဒါပေမဲ့လည်းဒါယမားရဲ့ဖြတ်တင်ပေးနေကြဖြစ်တယ်သူရဲ့ပုံစံအတိုင်းပဲဖြတ်တင်ပြီးပုံကနေ Rashford ကခေါင်းတိုက်ပြီးတော့နေတော့ချီပါကိုပြန်ရယူနိုင်ခဲ့တယ်
ဒါခြေပတ်ကိုရပြီးတိတ်မကြဘူးကျွန်တော်တို့ဘာစီလိုနာအသင်းရဲ့မြင့်လွန်နေတဲ့ခံစစ်တွေကိုဆိုစီတဲ့အသင်းကအနေငယ်ရိပ်မိခဲ့ပြီးတော့သူတို့အနေနဲ့ကလောင်းဘောတစ်ခုပေးတဲ့နေရာမှာအဲ့ဒီနေရာမှာလည်းဦးဆောင်ကိုပြန်ရပါတယ်ဆိုတော့ငကိုတကူနဲ့ဆက်လက်ဦးဆောင်နေခဲ့ပြီးတော့ဆိုစီတဲ့အသင်းကတော့အဲ့ငကိုတကူဖြစ်နေတဲ့နောက်ပိုင်းကတော့တရင်လုံးနီးပါးကတော့ခံစစ်မှာပဲပိတ်ပြီးတော့သူတို့ဆော့ခဲ့တယ်ပေါ့နော်ဒီအနာရလက်ကိုထိန်းကြီးဖို့ကလည်းသူတို့အနေနဲ့ကအိမ်ခွဲမှာအရေးကြီးတယ်ဆိုတော့ဘာစီလိုနာအသင်းကိုသူတို့ဘယ်လိုမှအခွင့်အရေးမပေးခဲ့ဘူးဒါဆိုစီတဲ့အတင်ကခံစစ်အထက်ထပ်ပိတ်ပြီးတော့လိုဘလော့ပုံစံမျိုးနဲ့ကစားနေတဲ့အနေထားမှာစီဗီလအနေနဲ့ကတော့ဒါကိုဖြည့်ရှင်းဖို့အတွက်ရိုနီဘာဂျီတို့လီဝန်ဒေါ့စကီတို့လိုကစားသမားတွေကိုထည့်ခဲ့ပေမဲ့လည်းဒီနေ့ပွဲစဉ်မှာတော့အဖြေရှာမရခဲ့ဘူးလို့ပဲပြောရမယ်ဒါလီဝန်ဒေါ့စကီဝင်လာတဲ့အနေငယ်တော့တိတာခဲ့တယ်ခွန်းလေးအနေနဲ့လည်းအကောင်းဆုံးအခွင့်အရေးအပိုင်တိုက်ခွင့်ရခဲ့ပေမဲ့ကန်ဆိုးတာကကန်ဆိုးတယ်ပဲပြောရမလားကိုကန်ခေတယ်ပဲပြောရမလားတော့မသိဘူးတိုင်ထိတာနဲ့တစ်ဖက်ကူတမကလည်းလက်ဆောင်ပြန်လာနေတော့ကျွန်တော်တို့ဥဆောင်ကိုထည့်ရဖို့တော့ဘယ်လိုမှမဖြစ်နိုင်တော့ဆိုတော့တပွဲလုံးခြုံကြည့်ရမှာဆိုတော့ကျွန်တော်တို့ဘာစီလိုနာအသင်းအနေနဲ့ကဘယ်ချမ်းအားနေနေတာရဲ့ဒီပြအနေနဲ့ကအတက်ကမီဖီပလီယာ2ယောက်ကိုတူထည့်ရတဲ့အနေထားမှာတော့နေရာထပ်နေတာမျိုးတွေဖြစ်ခဲ့ပြီးတော့တိုက်စစ်ကဘယ်လိုမှလုံးဖြစ်ခဲ့တာဒီပွဲအဓိကအားနေချက်လို့ပဲဆိုရမယ်ဘာစီလိုနာရဲ့ဒီခံစစ်နဲ့ကတော့ဒီຢာဒီမှာကျွန်တော်တို့ပရိသတ်တွေကတော့အများကြီးမျှော်လင့်လို့ရမှာမဟုတ်ဒါဒီလိုအသင်းငယ်နဲ့ပွဲဒီမှာတော့ကိုကန်တင်ခွင့်တွေကိုတွေကအမြဲပေးနေရတော့ဒါဒီနေ့ပွဲမှာဆိုရှောင်းတာကကျွန်တော်တို့က6လုံးထိရခဲ့ပေမဲ့လည်းကိုပေါက်တဲ့အနေထားမှာစူစီတဲ့အသင်းကလည်း6လုံးထိပြန်ပေးခဲ့ရတယ်ဒီအချက်လက်တွေကတော့ဒါပျော်စရာတော့ကောင်းမနေခဲ့ဘူးခန်းစစ်အားနေတာကလည်းဒါမနှင်းကအလုပ်ဖြစ်ခဲ့တဲ့ဒါမာတီနက်စ်နဲ့ကူပါစီအသွဲကိုဖျက်ပြီးတော့ဒါမာတီနက်နေရာမှာလည်းအသင်းအနေနဲ့ကအစားပြတ်မထိုးတဲ့အနေထားမှာဒီယာဒီမှာတော့ခန်းစစ်ကတော့ပဲအသင်းနဲ့ပဲတွေ့တော့အမြဲတမ်းအားနေတာပဲဒီနေ့မှဆိုရင်လည်းစပိတ်အကျယ်ကြီးပေးခဲ့ရပြီးတော့ဒါကွန်တီရဲ့လူကအားနေတာကအတော်လေးကိုတော့ကြည့်ရတာဆိုးဆိုးဝါးပဲဒါရဖင်ညာမပါတာကကျွန်တော်တို့ဘာစီလိုနာအသင်းကိုအများကြီးထိခိုက်စေခဲ့ပြီးတော့ဘယ်ကျန်တိုက်စစ်မှလည်းမကောက်ဘူးဒါတိုက်စစ်မှလည်း present လိုက်လို့တဲ့အပိုင်းလေးမှာပိုအားနေခဲ့ပြီးတော့ဒီနေ့မှာသူ့ရဲ့တိုးအားလှုပ်အားတွေအတော်လေးကိုလိုအပ်ခဲ့တော့မှန်ပဲဆိုတော့ဒီနေ့ပွဲစဉ်ကိုရှုံးနေခဲ့လို့ကျွန်တော်တို့ဘာစီလိုနာအသင်းအနေနဲ့ကဒုတိယနေရာကရီယယ်မက်ဒရစ်အသင်းကိုတမန်အတာနဲ့ပဲဦးဆောင်နိုင်နေပြီးတော့ဆက်ပွဲစတိုင်းရှုံးဝဲပြီးစညင်ရတော့ကျိုးပြတ်သွားခဲ့ပါတယ်ဒါကတော့ကျွန်တော်တို့ဘာစီလိုနာအသင်းရဲ့အမှားတချို့ကိုတုံ့တက်ခဲ့တာပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်